အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့ချမ်းမြေသာစီမြို့နယ်65လမ်း106လမ်းနဲ့109လမ်းကြားမှာမီးလောင်မှုဖြစ်ပွားကြောင်းသိရှိခဲ့ရပါတယ်28ရက်နေ့နလပိုင်း2026ရက်နေ့ကမနေ့ညအိတ်ချိန်9:15မိနစ်အဲ့ချိန်လောက်ကမီးစတင်လောင်ကျွမ်းကြောင်းသိရှိရပါသည်အောင်ပင်လယ်အရန်မိသားစခန်းတဆုတိမ CM9 မိသားတပ်ဖွဲ့မှမိတွားတိုင်ငင်းကြောင်းသိရှိရပါသည်3:30မိနစ်အချိန်တွင်းမှာမိငင်းတတ်နိုင်ကြောင်းသိရှိရပါသည်မိလောင်သောအဆောက်အအုံများကတော့ Rainbow စံငယ်အပူပစ္စည်းဆိုင်ကပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်你那么牛肉的，